ဘာသာလဲတယောက်ကြောက်တော့ထုနေဒီတန်ကလူသားကတဘာဝကိုပထမဆုံးအချိန်ကိုလိုချင်တဲ့ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားနေတဲ့အတန်ပါဒါပေမဲ့ဘာကြောင့်သူကကြောက်တုံးကိုအဲ့ဒါလောက်ထိစိတ်ရှိရှိနဲ့ထူးရိုက်နေရတာလေဒီကနေ့အပီဆုံးမှာကျွန်တော်တို့တွေလူသားတွေကမိကိုထိချုပ်နိုင်တာပြီဆိုတော့တွေ့ခဲ့ရပါတယ်မိကသူတို့ကိုအေးတံကနေကာကွယ်ပေးထားတယ်တားရဲတွေကိုအနာမကတ်လာအောင်ငေါ့ထုတ်ပေးနိုင်တယ်အစားအစာတွေကိုချက်ပြုတ်ပေးတယ်ဘဘကပိုအဆင်ပြေလာတယ်လို့ထင်ရတယ်ဒါပေမဲ့မိတစ်ခုတည်းနေတော့ပြဿနာအလုံးကမဖြေရှင်းနိုင်ဘူးတားကောင်ကိုဖမ်းမိသွားတယ်ဒီနေ့ဖို့အစားရပြီဒါပေမဲ့တားကောင်ကိုဖမ်းနိုင်တာက mission complete ဖြစ်သွားတာမဟုတ်ပါဘူးတကယ်တော့အခုမှစတာပါအရေးကုန်တွေကိုနှွှားရမယ်အသားတွေကိုဖျက်တော့ရမယ်အမဲဖျက်ရမယ်ရိုးတွေကိုခွာပြီးတော့အထက်ကချင်းစီတွေထုတ်ရမယ်မီးဖို့တဲ့တစ်တွေကိုခုတ်ရမယ်အမြစ်တွေကိုတူးရမယ်ဒါပေမဲ့လူသားတွေရဲ့လက်တွေကအဲ့ဓာတွေလုပ်ဖို့အတွက်ဖန်တီးရတာမဟုတ်ပါဘူးတဘာဝကလူသားကိုချင်းသေးတွေလိုအဆွဲတွေလည်းမပေးခဲ့ဘူးကြားတွေလိုလက်သေးတွေမျိုးလည်းမပေးခဲ့ဘူးဘုံဝင်တွေလိုခွန်အားမျိုးကိုလည်းမပေးခဲ့ဘူးတစ်ချက်ကြည့်လိုက်ရင်လူသားကတခြားတတ္တဝါတွေထက်အားနည်းနေတယ်လို့ပဲဒါပေမဲ့တဘာဝကလူသားကိုတခြားအရာတစ်ခုတော့ပေးခဲ့တယ်ဒီပြဿနာကိုငါတို့တခြားနည်းနဲ့ဖြေရှင်းလို့မရဘူးလားအဲ့ဒီမိကုံကိုမေးနိုင်တဲ့စိတ်ဒီနေရာမှာလူသားနဲ့တခြားတတ္တဝါတွေကြားကအကြီးမားဆုံးခွာခြားချက်ကိုတွေ့ရတယ်တောထဲကတတ္တဝါတိုင်းအတွက်ကြောက်တုံးတုံးကတာမန်ကြောက်တုံးတုံးပဲဒါပေမဲ့လူသားတစ်ယောက်တော့ကတော့မတူခဲ့ပါဘူးသူကြောက်တုံးကိုကြီးခဲ့တာမဟုတ်ဘူးအဲ့ဒီကြောက်တုံးကဖြစ်လာနိုင်တဲ့အရာကိုကြည့်ခဲ့တာပါသူ့စိတ်ထဲမှာဒီကြောက်တုံးကအသားကိုဖြတ်နိုင်တဲ့ဓာတ်တစ်ချောင်းဖြစ်လာတယ်တစ်ကိုခုံနိုင်တဲ့ပစင်တစ်လက်ဖြစ်လာတယ်အယုတ်ကိုခွဲနိုင်တဲ့တူတစ်လက်ဖြစ်လာတယ်တကယ်တော့ပြင်ပကဘာမှာကြောက်တုံးကဘာမှမပြောင်းလဲသေးဘူးပြောင်းလဲသွားတာကလူသားရဲ့စိတ်ကူးစိတ်ပါပါအဲ့ဒီခိုက်တန်လေးမှာလူသားကတဘာဝကပေးထားတဲ့အရာကိုအသုံးပြုနေမှာဟုတ်တော့ပဲတဘာဝကိုလိုချင်တဲ့ပုံစံပြောင်းလဲဖို့စတင်တွေးတောလာခဲ့ပါတော့တယ်အဲ့ဒီပြဿနာတစ်ခုကိုဘယ်လိုဖြေရှင်းလို့ရမလဲဆိုတဲ့တွေးတောပုံကပဲနောက်ပိုင်းမှာတရားတွေကိုတိစောက်ခဲ့တယ်တင်မောတွေကိုဖန်တီးခဲ့တယ်လေယာဉ်တွေကိုပြန်တန်းစေခဲ့တယ်အကာသယာဉ်တွေကိုကဘာမြေကနေလွှတ်တင်နိုင်ခဲ့တယ်တနည်းအားဖြင့်အင်ဂျင်နီယာတယောက်ဘယ်လိုတွေးခေါ်တယ်လဲဆိုတဲ့တွေးခေါ်ပုံမျိုးပေါ့ဒါပေမဲ့စိတ်ကူးရှိအောင်လည်းတော့မလုံလောက်ပါဘူးစိတ်ကူးကိုအမှန်တကယ်ဖြစ်လာအောင်လုပ်နိုင်ဖို့တဘာဝကိုနားလည်ရမယ်ပြီးတော့တဘာဝကသူ့ရဲ့လှုပ်ဝက်ချက်တွေကိုလွယ်လွယ်နဲ့မဖွင့်ပြတတ်ဘူး
သူထူးရိုက်နေတဲ့ကြောက်တွေတွေကတချို့ကအမှုန့်လိုကြေသွားတယ်တချို့ကတော့ဓာတ်တစ်ချောင်းလိုထက်မြက်တဲ့အစွန်းတစ်ခုဖြစ်လာတယ်ဘာကြောင့်လဲအဖြေကကြောက်တိုင်းရဲ့သဘောတဘာဝကမတူလို့ပါအပြင်ဘက်ကကြည့်ရင်တော့ကြောက်ပဲအတူတူလိုပဲလို့ထင်ရတယ်ဒါပေမဲ့အတွင်းပိုင်းဖွဲ့စည်းပုံကတော့မတူပါဘူးအဲ့ဒီကွာခြားချက်ကပဲဘယ်ကြောက်ကတော့အဆင်ပြေမလဲဘယ်ကြောက်ကကရိယာကောင်းဖြစ်လာမလဲဆိုတော့ကိုဆုံးဖြတ်ပေးပါတယ်ဒီနေ့အင်ဂျင်နီယာတွေကအဲ့ဒီသဘောတရားကိုအသုံးပြုပြီးဘယ်ပစ္စည်းကိုဘယ်နေရာမှာသုံးတယ်လဲဆိုတော့ကိုရွေးချယ်ကြပါတယ်ဒါပေမဲ့အဲ့ဒီဇာတ်လမ်းကိုတော့နောက်တစ်နေ့မှဆက်ပြောကြတာပေါ့အခုတော့ကြောက်ကကိုပြန်သွားကြရအောင်ကြောက်တွေအားလုံးကအတူတူလိုပဲလို့ထင်ရပါတယ်ဒါပေမဲ့တဘာဝကသူ့ရဲ့လှုပ်ဝက်ချက်တွေကိုအပြင်ဘက်မှာမရေးထားဘူးကြောက်တိုင်းကမာကုံဖွဲ့စည်းပုံနဲ့တိဆောက်ပုံမတူဘူးတချို့ကြောက်တွေကကြိုက်လိုက်တာနဲ့အမှုန့်ကိုကြေသွားတယ်တချို့ကြတော့မထင်တဲ့ပုံစံနဲ့ကွဲထွက်သွားတယ်ပြီးတော့တချို့ကြောက်တွေကတော့ဓာတ်တစ်ချောင်းလိုထက်မြက်တဲ့အစွန်းကိုဖန်တီးပေးနိုင်တယ်အချင်းကြလာတဲ့နဲ့အမျှလူသားတွေကသတိထားမိလာတယ်မြေကမ်းကကြောက်တချို့ထက်တောင်ပေါ်ကကြောက်တချို့ကပိုသားတယ်တောင်ပေါ်ကကြောက်တချို့ထက်မီးတောင်အနီးကကြောက်တွေကပိုကောင်းတယ်သူတို့က flint ဆိုတဲ့နာမည်ကိုလည်းမသိဘူး obsidian ဆိုတာဘာမှလည်းမသိခဲ့ဘူးဒါပေမဲ့ဒီကြောက်ကတော့သုံးမရဘူးဒီကြောက်ကတော့အဆင်ပြေတယ်ဆိုတော့သိခဲ့ပါတယ်အဲ့ဒီအသည့်ကစာအုပ်ထဲကနေမလာဘူးအတွေ့အကြုံတွေနဲ့ကနေဆင်းသက်လာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဘာကြောင့်လဲကြောက်စာလေးကဘာလို့လူလက်ထပ်ပူပြီးစွမ်းဆောင်နိုင်နေရတာလဲလူသားကပူပြီးအားဆိုင်လိုက်လို့လားမဟုတ်ပါဘူးတူညီတဲ့အားကိုဘယ်နေရာမှာဘယ်လိုတက်ရောက်လဲဆိုတာကပိုအရေးကြီးပါတယ်ဒီနေ့ physics မှာဒါကို pressure လို့ခေါ်တယ်ဒီပုံသင်နည်းအရမျက်နှာပြင် area သေးလေဖိအားပိုများလာလေပဲဖြစ်တယ်ဒါကြောင့်လူလက်နဲ့မဖြတ်နိုင်တဲ့အသားကိုကြောက်စာကလေးကအလွယ်တကူဖြတ်နိုင်တာပါသူတို့က pressure ဆိုတဲ့စကားလုံးကိုမသိခဲ့ဘူးဒါပေမဲ့ pressure ကိုအသုံးချတတ်လာခဲ့ပါတယ်အသားတွေမဟုတ်ပါဘူးမာကျောတဲ့အယိုးထဲမှာလည်းအာဟာရပြေဝတဲ့ရိုးရင်းချင်စီတွေရှိတယ်ဒါပေမဲ့အယိုးကိုဖွဲ့ဖို့အားကြီးုံနဲ့မလုံလောက်ပါဘူးအားကိုဘယ်လိုပဲပုံအသုံးချလဲဆိုတာကပိုအရေးကြီးပါတယ်တူညီတဲ့ကြောက်တုံးတုံးပဲဒါပေမဲ့ဒီတစ်ခါသူဖိချနေရမှာမဟုတ်ဘူးရိုက်ချလိုက်တာပါဘာကြောင့်လဲဘာကြောင့်ရိုက်ချလိုက်တာကပိုပြီးထိရောက်တာလဲအဖြေကကြောက်တုံးရဲ့အလေးချိန်တစ်ခုတည်းကြောင့်မဟုတ်ပါဘူးရိုက်ချလိုက်တဲ့အခါကြောက်တုံးမှာအရှိန်ရလာတယ်အရှိန်နဲ့ရွေ့လာတဲ့ကြောက်တုံးမှာရွေ့ရှားမှုစွာမိုမင်တမ်ဆိုတာရှိလာတယ်ဒါပေမဲ့အရေးကြီးဆုံးကအဲ့ဒီရွေ့ရှားမှုကိုအချိန်တိုတိုလေးအတွင်းမှာအယိုးဘက်ကိုရပ်တန့်သွားအောင်လုပ်လိုက်တာပဲအချိန်တိုလေးလေးတက်ရောက်တဲ့အားပိုများလေလေပဲအဲ့ဒါကို physics မှာ impulse လို့ခေါ်တယ်ဒါကြောင့်လက်နဲ့ဖိထားရုံနဲ့မကွဲတဲ့အယိုးကရိုက်ချလိုက်တဲ့ကြောက်တုံးတစ်ချက်အောက်မှာကွဲထွက်သွားတာပါ physics က equation အသစ်တွေကိုဖန်တီးတာမဟုတ်ပါဘူးတဘာဝထဲမှာရှိပြီးသားစီးမြင့်တွေကိုပဲလူသားတွေနားလည်အောင် equations တွေနဲ့ပေါ်ပြပေးတာဖြစ်ပါတယ် engineering ကတော့အဲ့ဒီ equation တွေကိုအသုံးချပြီးနည်းပညာအသစ်တွေကိုဖန်တီးပေးတာပါသားတွေကအဲ့ဒီစီးမြင့်တွေကို equation တွေနဲ့မပေါ်ပြနိုင်ခင်နှစ်သန်းပေါင်းများစွာကလေးကအသုံးပြုနိုင်နေခဲ့ကြပြီဖြစ်ပါတယ်အဲ့ဒီနဲ့လူသားတွေရှာတွေ့ခဲ့တာကကြောက်တုံးတုံးမဟုတ်ပါဘူးတဘာဝမှာစီးမြင့်တွေရှိတယ်ဆိုတဲ့အမှန်တရားကိုပါအဲ့ဒီစီးမြင့်တွေကိုနားလည်လာတဲ့အခါလူသားရဲ့ကိုယ်ကာယခွန်အားကတော့မပြောင်းလဲခဲ့ပေမဲ့အဲ့ဒီခွန်အားကိုအသုံးချတဲ့နည်းနဲ့ကပြောင်းလဲလာခဲ့ပါတယ်အသားကိုပိုပြီးမြင်ဖြတ်နိုင်လာတယ်အရင်ခွန်တွေကိုပိုပြီးလည်းစုပ်ခွာနိုင်တယ်အစာကိုအရင်ကတည်းကပိုပြီးထိရအောင်ပြင်ဆင်နိုင်လာတယ်လူသားကတဘာဝကိုအနိုင်ယူခဲ့တာမဟုတ်ပါဘူးတဘာဝရဲ့စီးမြင့်ကိုကိုယ့်ဘက်ပါလာအောင်လုပ်နိုင်ခဲ့တာပါချွန်ထက်တဲ့ကြောက်စာလေးကပြဿနာတော်တော်များများကိုဖြေရှင်းပေးနိုင်ခဲ့တယ်ဒါပေမဲ့အဲ့ဒါကပြီးပြည့်စုံတဲ့ကိုရတဲ့ခုတော့မဟုတ်သေးပါဘူးလက်နဲ့ကန်ပြီးသုံးဆွဲရတာမသက်သာဘူးအားပြည့်ပြည့်နဲ့ထုရဖို့လည်းခက်ခဲတယ်အခက်မသိရင်ကိုယ့်လက်ကိုယ်တော့ပြန်ရှသွားနိုင်တယ်ဒီပညာတစ်ခုကပြဿနာတစ်ခုဖြေရှင်းပေးလိုက်တယ်မှာနောက်ထပ်ပြဿနာတစ်ခုထပ်ပြီးဖန်တီးတတ်တယ်အဲ့လိုမျိုးပြ
ပြဿနာတွေကိုတက်ခါဖြေရှင်းနေပဲအခုခေတ်ဒီပညာရေးစီကိုဆိုင်ဝင်လာနေတာဖြစ်ပါတယ်ဒီတစ်ခါတော့လူသားကကြောက်ကိုရိုက်နေအောင်မဟုတ်တော့ဘူးရည်ရွယ်ချက်နဲ့ပုံဖော်နေတာဖြစ်သွားပြီအရင်တော့ကလူသားကတဘာဝကပေးတဲ့အရာပေါ့ဒီတိုင်းအသုံးပြုတယ်အခုတော့ဒီတိုင်းအသုံးပြုနေမကျင်းတတ်တော့ဘူးပိုကောင်းတဲ့အဖြေကိုကိုယ်တိုင်ဖန်တီးဖို့ကြိုးစားလာပြီကြောက်တုံးကိုခြုံထအောင်ရိုက်ခွဲရတာလွယ်ပါတယ်ဒါပေမဲ့နှစ်ဖက်စလုံးညီညာဖြစ်အောင်ကာရတာတက်အောင်အလေးချိန်မျှတအောင်ပုံဖော်ဖို့ကတော့စိတ်ရှည်ဖို့လိုတယ်အချိန်နဲ့လိုတယ်အတွေ့အကြုံနဲ့လိုတယ်ဒီပညာကကြောက်ထဲမှာရှိတာမဟုတ်ပါဘူးလူတစ်ယောက်ရဲ့ခေါင်းထဲမှာရှိတာဖြစ်ပါတယ်အဲ့ဒီအတီကိုနောက်တစ်ယောက်စီလက်ဆင့်ကမ်းနိုင်တဲ့အချိန်မှာပဲလူသားရဲ့ပြန်စတင်ခဲ့ပါတော့ဒီလိုနဲ့လူသားတွေတည်ယူခဲ့တာကကြောက်ကိုဘယ်လိုရိုက်ခွဲရမလဲဆိုတော့နီးမဟုတ်ပါဘူးပိုကောင်းတဲ့အဖြစ်ကိုဘယ်လိုရှာဖွေရမလဲဆိုတော့လမ်းစဉ်မှာကရိယာကောင်းတစ်ခုကမတော်တဆနဲ့ဖြစ်မလာဘူးတွေးတောရတယ်စမ်းသပ်ရတယ်မှားယွင်းရတယ်အချင်းချင်းပြန်လုပ်ရတယ်ပြီးမှတဖြည်းဖြည်းပို့ပြီးတော့တိုးတက်ပြောင်းလဲလာတယ်ဒီကြောင်တုံးလေးကအသားဖြတ်ဖို့ကရိယာတစ်ခုဆိုတော့ပို့ပါတယ်လူတစ်ယောက်ရဲ့အတွေ့ကိုနောက်တစ်ယောက်စီလက်ဆင့်ကမ်းပေးနိုင်ခဲ့တဲ့ပထမဆုံးနည်းပညာတွေကတစ်ခုပါဒါပေမဲ့ဒီပုံစံကဘာကြောင့်နှစ်တန်းကျော်ကြာအောင်မပြောင်းလဲပဲနဲ့အသုံးပြုခံရတာလေအဲ့ဒီအဖြစ်ကိုတော့နောက်အဖြစ်ဆုံးတွေမှာဆက်ပြီးကြည့်ကြတာပေါ့